တခင်ယေရှုခရစ်တော်သူ့ကားရင်တင်တဲ့လူတွေကဘာပြောလဲဆိုရင်သူသာဖျားသားမှန်ရင်နဲ့သူ့ကားရင်မှာတင်သက်တယ်တွေးထွက်တယ်အဲ့တွေးငါတို့ခေါင်းပေါ်ကြပါစေငါတို့ခံမယ်တကယ်ဖြစ်ချင်တော့သူတို့တတ်လိုက်တဲ့ယေရှုကဖျားသားဖြစ်နေရောဒါဆိုရင်သူတို့ချိန်တဲ့အတိုင်းအဲ့အတူရသူတို့ခေါင်းပေါ်အကျွန်ုပ်ဒီဖိလတီလူတို့နဲ့အတူသေပါရစေဟုဆိုလျက်ရှမ်းဆုံးကိုဖျားတတ်တာမဟုတ်သူဟာသူပြောတာကျွန်တော်လည်းသူတို့နဲ့အတူတူရောသေပါရစေအစာဦးလည်းပြိုအဲ့အစာဦးမှာရှိတဲ့ဖိလတီလူတွေအကုန်သေးတာသူလည်းကိုဗဇက်ကဖျားနဲ့ပတ်သက်ရင်မပြစ်မှားမိဖို့အရေးကြီးကျွန်တော်ဒီနေ့ဝေငှကျင်တဲ့အရာရှမသက်ကကြီး29အပိုက်ငယ်25ထိုလူအပေါင်းတို့ကသူဤအသွေးသည်ငါတို့ဤခေါင်းပေါ်၌၎င်းတာမီတို့ဤခေါင်းပေါ်၌၎င်းတည်ရှိပါစေဟုပြန်ပြောကြ၏ဒါကြောင့်အဲ့ဒီယေရှုခရစ်တော်အပြစ်လုံးဝမရှိဒါပေမဲ့ဖမ်းပြီးမှကားတိုင်းတင်တဲ့အဖွဲ့ကဘာပြောလဲဆိုလို့ရှိရင်အဲ့ဒီယေရှုကအပြစ်ရှိတယ်သူ့လဝကတိုင်မှာတတ်ပါလို့ပြောတယ်ဒါပေမဲ့ပိလက်မင်းကကြတော့တိတိကျကျပြန်ပြောတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး23အပိုက်ငယ်4မှာပိလက်မင်းကဤသူ၌အဘယ်ပြစ်ကိုမျှငါမတွေးပိလက်ကပြောတယ် तू အပြစ်မရှိဘူးနော်ငါစစ်ပြီးပြီအပြစ်မရှိဘူးပိလက်မင်းက3ချိန်တောင်ကြိုးစားတယ်လွတ်ပေးဖို့ဒီယေပရောဟိတ်တွေကြမ်းတက်တွေကလည်းပြောတယ် तू ဟာလုံးဝဖျားကိုလွန်ကျူးပြီးစကားပြောတယ်တဲ့ဒါကြောင့်ဒီပရိသတ်ကမရဘူးအတင်းပဲ तू တတ်ပါတတ်တာတော့တခြားနေရာမတတ်ခိုင်းဘူးလက်ဝါးကတ်တိုင်မှာတတ်ဒါဆိုလက်ဝါးကတ်တိုင်မှာတင်တတ်တဲ့နေရာအကျန်းဆုံးနဲ့အရက်ဆက်ဆုံးအဲ့ဒီတော့လက်ဝါးကတ်တိုင်မှာသေတဲ့လူမြောက်များစွာရှိတယ်ဒါပေမဲ့အဲ့ထဲမှာအရက်ဆက်ဆုံးခံရတာသခင်ယေရှုခရစ်တော်ပဲဆာလံ129 ဖတ်ပြမယ်တိုးတော်လဲငါ့ကိုမနိုင်ကြထွန်တော်သူတို့သည်ငါကြောပေါ်မှာထွန်၍ရှည်သောထွန်ချောင်းတို့ကိုဖြစ်စေကြ၏သခင်ယေရှုကိုရိုက်ထလိုက်တာနောက်ကြောကလေထွန်ထားတဲ့မြေကွက်လိုပဲအစင်းချောင်းလိုက်ကြတယ်အလုံးသိမှာပါလေထွန်မြေကြီးကအစင်းချောင်းလိုက်ကြတယ်သခင်ယေရှုကိုရိုက်တာအဲ့လိုရိုက်တာဆိုတော့ကားတိုင်းမှာသေတဲ့လူတွေမှာတော့မှအရက်ဆက်ဆုံးအကြမ်းတမ်းဆုံးနဲ့သေသွားတာယေရှုခရစ်တော်တခြားလူလည်းသေတယ်ဒါပေမဲ့သူ့လောက်မခံရဘူးသူအခမ်းရဆုံးပဲကားတိုင်းပေါ်မှာအဝတ်စားဗလာနဲ့သေရအင်ဂျီကိုဖျဲပလိုက်တာယေရှုကိုတွေးလဲထွေးတယ်ပါလဲရိုက်တယ်အဲ့ဒါပြီးလက်သီးနဲ့လဲထိုးတယ်သူ့ကားတိုင်းတင်တဲ့လူတွေကဘာပြောလဲဆိုရင်သူသာဖျားသားမှန်ရင်နဲ့သူ့ကားတိုင်းမှာတင်သက်တယ်တွေးထွက်တယ်အဲ့တွေးငါတို့ခေါင်းပေါ်ကြပါစေငါတို့ခံမယ်ဒီယေပရောဟိတ်တွေကလေဒီလူကလုံးဝဖျားသားမဟုတ်ဒါလက်သမားသားဖျားသားမဟုတ်ငါတို့ကယ်တင်ရှင်လည်းမဟုတ်ညာပြောနေတာဖျားနေရာကိုသူ့ဝင်ယူနေတာဆိုပြီးတော့လေတကယ်လို့မင်းသာဖျားသားမှန်ရင်မင်းကိုငါတို့တတ်တယ်ကွာအဲ့ဒီအပြစ်ကိုငါတို့ကိုယ်တိုင်ခံရပါစေချိန်ပလိုက်တာကျွန်တော်ပြောချင်တာကလေဟိုရိုက်ရင်လည်းရိုက်နော်အမားဆိုဘယ်သူမှမกินဘူးဒါပေမဲ့ဘယ်သူကနေကိုချိန်ခိုင်းလဲဘယ်သူကချိန်ခိုင်းလဲငါတို့မားရင်ကွာကဲမင်းကိုငါတို့ရိုက်တယ်တတ်တယ်တွေးထွက်တယ်အဲ့ဒီတွေငါတို့ခေါင်းပေါ်ကြပါစေအတိတ်ပြအဲ့ဒီအမားကြောင့်ဖြစ်မဲ့အမင်္ဂလာငါတို့ခံမယ်အဲ့ဒါသူတို့ပြောတာသူတို့ဖျားသခင်မပြောခိုင်းဘူးဒီယေပရောဟိတ်တွေဖာရိရှဲတွေကလေသူတို့ဟာသူတို့ကြိမ်ယူတာငါ့ကိုမင်းတို့တတ်တဲ့အတွက်ကြောင့်အဲ့ဒီအပြစ်တောင်မင်းတို့ခံရမယ်မပြောပါဘူးဖျားမပြောပါဘူးဒါပေမဲ့သူတို့ဟာသူတို့ကြိမ်ယူတာဖျားမကြိမ်ဘူးသူတို့ကိုဖျားအပြစ်ပေးတာမဟုတ်ဘူးတကယ်ဖြစ်ချင်တော့သူတို့တတ်လိုက်တဲ့ယေရှုကဖျားသားဖြစ်နေရောဒါဆိုရင်သူတို့ကြိမ်တဲ့အတိုင်းအဲ့အတူရသူတို့ကောင်းပေါ်ကြပြီကဲဒါကြောင့်ကျမ်းစာပညာရှင်တွေကလေ့လာတဲ့လူတွေကဘာပြောလဲဆိုရင်အဲ့ဒီမျိုးတွေဟာယေရှုကိုကားလိုက်တင်သက်တဲ့အခါကြိမ်ခဲ့တဲ့အရာလေတကယ်ပြန်ခံရတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီကလူတွေကိုသတိပေးခြင်းနဲ့အခုခေတ်ကာလကလေမလားမသိဖျားနဲ့ပတ်သက်ဝင်ကြိမ်တာတကယ်ပြောတာငါမိုင်းဟိုကဖြစ်ပါစေမဟုတ်နင့်ဘူးချိန်ခိုင်းတယ်နော်နင့်မယုံပါဆိုလို့မဟုတ်ယုံချိန်စရာမလိုဘူးဖျားအမှုမှာတွားမချိန်နဲ့တွားမပြောနဲ့အမှန်ပဲပြောတွားချိန်လိုက်တော့အခုကြည့်ဘာဖြစ်သွားပြီလဲသူတို့အကုန်ဒုက္ခရောက်ပြီတွေ့လားအဲ့တော့ဒီနေ့ကျွန်တော်အားပေးချင်တာကတွားမချိန်နဲ့လို့ပြောချင်တယ်သူတို့ချိန်လို့သူတို့ဘာဖြစ်တာလဲဒုက္ခရောက်တာနောက်တစ်ခု
တရားသူကြီးမတ်စာအခန်းကြီး16ရှန်ဆုံဆိုတဲ့ယုံကြည်သူတယောက်ရှိတယ်အဲ့ဒီရှန်ဆုံဆိုတဲ့ယုံကြည်သူကမွေးကလေးကနာဇရီလူလို့ခေါ်တယ်နာဇရီဆိုတာဖယားအတွက်တီးတန့်ရွေးထားသောသူလို့အဓိပ္ပာယ်ရတယ်အဲ့တော့ရှန်ဆုံကိုဖယားကမွေးကလေးကနာဇရီလူသူရွေးထားပြီးသားအဲ့တော့ရွေးထားခြင်းခံရတဲ့လူကလေဖယားချမှတ်တဲ့စီကံတွေလိုက်လျှောက်ရတယ်ဥပမာလွယ်လွယ်ပြောရင်အသေးကောင်မထီရအောင်နာဇရီလူကသပင်မညှက်အောင်အဲ့ဒါနာဇရီလူအတွက်ဖယားခင်တတ်မှတ်တဲ့စီကံဒါနဲ့ဒီရှန်ဆုံကတစ်ခေါက်တော့သူမယုံကြည်သူနဲ့ရည်စားဖြစ်နော်ပြတ်သွားရောဒုတိယတစ်ခေါက်မယုံကြည်သူနဲ့ရည်စားဖြစ်တယ်ပြန်ပြတ်သွားတယ်ဖိလိတိတွေကဒီရှန်ဆုံအသေးတက်ချင်တာတတ်လို့မရအောင်ဘာလို့လဲဆိုရှန်ဆုံကအားရှိတယ်ဖယားသူ့အားဖြစ်အောင်လှုပ်ထားပေးတယ်ရွေးကောက်ထားတာဒါပေမဲ့သပင်တော့မညှက်နဲ့ဖယားပြောထားပြီးသားတော့သပင်မညှက်အောင်နေ့ကရွေးထားတာဒါနဲ့ရှန်ဆုံဒေလီလာချစ်သူဖြစ်သွားရောဖိလိတိလူတွေကစဉ်းစားတယ်သိလားဒီရှန်ဆုံရှိနေငါတို့ဘလို့တိုက်မနိုင်ဘူးဒီရှန်ဆုံကအားတော့ရှိမယ်လှုပ်ဝက်ချက်ရှိမယ်သူ့လှုပ်ဝက်ချက်ကဘာလဲစုံစမ်းဖို့အတွက်သူတို့ငားလိုက်တဲ့မိန်းကလေးကဒေလီလာလို့ခေါ်တယ်ရှန်ဆုံရဲ့အားဘယ်မှာရှိလဲရှန်ဆုံကိုဘလို့လှုပ်ရင် तू အားကုန်သွားမလဲမေးပေးစမ်းပါနေမေးပေးမှန်ရင်နေကိုဘလောက်ပေးမယ်ဟာဒေလီလာလည်းသဘောကျတယ်ရတယ်ငါမေးပေးမယ်ဒါနဲ့ပဲဒေလီလာမေးပြီနင့်အားဘယ်မှာရှိလဲမေးရောမေးတော့ဟိုကလည်းရှန်ဆုံကလည်းပထမတစ်ခေါက်လိန်ပြောတယ်သိလားငါအားကားတဲ့အပိုင်ငယ်ခုနှစ်မှာတခါမှမတွေးချောက်တဲ့ရှော်ကျိုးစိမ့်9ဆင်းနဲ့ငါ့ကိုခြီလိုက်တဲ့ရှော်ကျိုးစိမ့်9ဆင်းနဲ့ငါ့ကိုခြီလိုက်ရင်ငါဘာမှလုပ်လို့မရတော့ငါအားကုန်ပြီအဲ့ဒါနဲ့ဒေလီလာတကယ်ဒေဘီကဲနေငါခြီမယ်ဆိုအချီခံတယ်ခြီလဲခြီပြီးတော့စမ်းကြည့်တာဟဲ့ရှန်ဆုံနေကိုတတ်မဲ့ဖိလတီဖွဲ့တွေရောက်လာပြီနေတော့အခုသေတော့မယ်နေကိုကျိုးနဲ့တုတ်ထားပြီဟိုတကယ်ဒေမီရှန်ဆုံကအားထုတ်လိုက်တော့ကျိုးတွေကုန်ပြတ်သွားအဲ့နဲ့ဒီလီလာနေငါ့ကိုညာတယ်တဲ့နေငါ့ကိုတကယ်မချစ်ဘူးတဲ့ချင့်ပြောမှာပေါ့တဲ့တကယ်ပြောတဲ့အဲ့ဒါနဲ့ဟိုကလည်းနောက်တစ်ခါပြန်ပြောတယ်အငယ်7မှာတခါမှမတုံးဘူးတဲ့ကျိုးအစ်စ်နဲ့ကြက်ကြက်ချီလိုက်တဲ့ကျိုးအစ်စ်နဲ့ကြက်ကြက်ချီလိုက်ဒါဆိုငါမရတော့ဒါနဲ့တစ်ခါပြန်ချီတဲ့ချီပြီးတော့ဒေလီလာတစ်ခါပြန်អော်တယ်ရှန်ဆုံနဲ့နေကိုတတ်မဲ့လူတွေလာပြီးတဲ့ဟိုချက်ချင်းအားပြန်ထုတ်လိုက်တော့အကုန်ကျိုးတွေပြတ်သွားရောဒေလီလာအဲ့ဆို तू အစင်မပြေတော့ဟိုကနေဖိလတီနဲ့ညှိထားတဲ့ပတ်စံမရဘူးလေတကယ်အတိအကျပြောမှရမှာပေါ့ဟုတ်လားရှန်ဆုံကလိန်ပဲလိန်တာဟောကြည့်နော်တတိယတစ်ချိန်ပြန်ပူဇာပြန်ရောနင်ငါ့ကိုမမှန်ပြောပါအတင်းပူဇာအောင်ပူဇာတော့အခန်းကြီး16အပိုင်ငယ်14မှာနော်ဒေလီလာကသူ့ဤသပင်9စုကိုရက်ကမ်းမှာထည့်ပြီးတော့ရက်လိုက်သပင်9စုယူပြီးတော့ရက်ကမ်းမှာဆိုနဲ့ရိုက်ထားလိုက်အဲ့ဆိုအားကုန်ပြီဒါနဲ့ပဲအဲ့လိုလဲလှုပ်လဲပြီးတော့ပြန်អော်ရောနေ့ကိုတတ်ဖို့ရန်သူတွေလာပြီဆိုတော့အားကုန်ပြီထင်လို့អော်တော့ဟိုကပြန်အားထုတ်လိုက်တော့အကုန်စပင်ပါအကုန်ကျွတ်ပါလာအဲ့ဒီစိုးနဲ့ရိုက်ထားတဲ့ဟာပဲကျွတ်သွားဟာအဲ့ဒါနဲ့ဒေလီလာ3ခါရှိပြီအလိန်ခံရတာ4ခါမြောက်မှာဒေလီလာကရှန်ဆုံကိုသေလူအောင်နှောက်ယှက်တယ်ကျင်းတော့အပိုင်ငယ်16မှာဒေလီလာသည်နေ့တိုင်းပူဇာ၍သူ့အသက်သေလူအောင်နှောက်ယှက်တော်ကြောင့်ရှန်ဆုံသည်မိမိစိတ်နှလုံး၌ရှိသမျှအတိုင်းပြော၍ငါစပင်တခါမှမရရသည်အမိဝမ်းတဲ့ကငါနာဇရီလူငါစပင်ရိပ်ရင်အာရော့မယ်4ချိန်မြောက်မှာပြောပလိုက်ငါစပင်ရိပ်ရင်ငါအာရော့ပြီပြောလဲပြောပလိုက်ကောရှန်ဆုံကိုဒေလီလာကိုပေါ်တင်ပြီးမှတိတ်လိုက်အိတ်သွားဓာယူခဲ့ဆိုဒါလေးဓာတောင်းပြီးမှရှန်ဆုံရဲ့စပင်ကိုဓာနဲ့ဖြတ်ပလိုက်ကျန်းစာအရာဆိုရင်ဖះပြောထားတဲ့နာဇရီလူစပင်မရိပ်ရအောင်ခွက်ဖြတ်ပလိုက်ရောဒါနဲ့ကဲဖိလတီလူတွေလာခဲ့ဆိုဖိလတီလူတကယ်လာလဲလာရှန်ဆုံကသူစပင်ပြက်နေတာမသိပြန်ထပြီးတော့ချမယ်လို့တော့သူ့ကိုအားလုံးဝိုင်းပလိုက်ဖမ်းပလိုက်ရောဖမ်းပြီးမှရှန်ဆုံရဲ့မျက်လုံးနှလုံးကိုဖောက်ပလိုက်ကဲအဲ့ဒါသူ့အမားနဲ့သူခံရတာသူမျက်စိဖောက်ခံရတာသူ့အမားကြောင့်သူခံရတာလေစပင်ဖြတ်ရင်အားရော့မယ်မပြောနဲ့ဆိုဘာလို့သွားပြောလဲသွားပြောတော့ခုခံရပြီပေါ့ဟုတ်လားအဲ့ဒါသူ့အမားနော်ဒါကြောင့်သူမျက်စိပေါက်သွားတယ်ရှန်ဆုံအရာစိတ်တကြဒါလောက်ဆိုတော်ပြီရပြီဖယားသခင်အားလုံးပြန်လုံးတတ်တယ်ကိုဗဇက်ကဖယားနဲ့ပတ်သက်ရင်မပြစ်မှားမိဖို့အရေးကြီးတယ်နောက်ဆုံးသူရဲ့ဆူတောင်းချက်ကိုကြည့်အခန်းကြီး16အငယ်28ရှန်ဆုံကလည်းအိုအရှင်ထာဝရဘုရား
အကျွန်ုပ်ကိုအောက်မေ့တော်မူပါအကျွန်ုပ်မျက်စိနှစ်ဖက်ကိုဖောက်တော်ဖိလိတိလူတို့၌တပြိုင်နဲ့အပြစ်ဒဏ်ပေးနိုင်မိအကြောင်းယခုတစ်ကြိမ်မြသာခွန်အားကိုပြန်ပေးတော်မူပါဖရာဟုထာဝရဘုရားအားဆုတောင်းပြီးမှဒီတစ်ကြိမ်အားပေးကျွန်တော်မျက်စိကိုဖောက်တဲ့ဖိလိတိလူတွေအကုန်တပ်ပလိုက်မယ်အကုန်တပ်ပလိုက်ဖရာလည်းသူ့ကိုအားပေးတယ်အဲ့တိုင်ကိုသူတွန်းလိုက်တာနဲ့အဲ့တိုင်ပြိုတော့အစာအုပ်တစ်ခုလုံးပြိုကြအဲ့အစာအုပ်မှာရှိတဲ့ဖိလိတိလူတွေအကုန်ပေးတာဘလောက်သေးလဲဆိုတော့ကျမ်းစာမှာဒီလိုရေးတယ်သူအသက်ရှင်စဉ်တော့တတ်ခဲ့တဲ့လူလေနောက်ဆုံးအဲ့ဒီတိုင်ကိုအဲ့လိုတွန်းလိုက်တဲ့အခါပြိုကျပြီးအမှသေတဲ့လူကအရင်တတ်ခဲ့တဲ့လူစုစုပေါင်းတဲ့ပုံများတယ်အငယ်30မှာနော်ထို့သောအသက်ရှင်စဉ်ခါတတ်ခဲ့သည်ထက်သေစဉ်ခါတာ၍များသောသူတို့ကိုတတ်လေအသက်ရှင်တော့တတ်ခဲ့တဲ့လူထက်နောက်ဆုံးသေကန်ဒီမှာတတ်တဲ့လူပိုတော်များတယ်တဲ့သူ့ရဲ့ဆူတောင်းချက်ထဲမှာဖျားမတောင်းခိုင်းမဲ့ကိုယ့်အကိုတောင်းတာပြမယ်ကျမ်းစာအပိုင်ငယ်30ကိုဖတ်ပြအကျွန်ုပ်ဒီဖိလိတိလူတို့နဲ့အတူသေပါရစေဟုဆိုလျက်မင်းကိုဘယ်သူပြောလဲဖိလိတိလူနဲ့အတူသေဖို့ဆုတောင်းတာနင့်ကိုဘယ်သူတောင်းခိုင်းလဲရှမ်းစုံနင့်ကိုဘယ်သူတောင်းခိုင်းလဲစိတ်ညစ်ပြီးစိတ်တကြပြီးပြောလိုက်တာဖះကိုဖះရဲ့နောက်ဆုံးတစ်ချိန်ခွန်အားပေးသူတို့အကုန်လုံးသွားပလိုက်မယ်ကျွန်တော်လည်းသူတို့နဲ့အတူတူရောပြီးတော့သေပါစေဘယ်သူပြောခိုင်းလဲအဲ့ဒါဘာလို့သွားပြောတာလဲအခုအဲ့ဒီမှာ तू သေသွားပြီလေအစာဦးလည်းပြိုဟိုလူတွေလည်းသေ तू လည်းသေပဲဖះသူ့ကိုတတ်တယ်လို့မပြောနဲ့ရှမ်းစုံကိုဖះတတ်တာမဟုတ်ဘူးသူဟာသူပြောတာကျွန်တော်လည်းသူတို့နဲ့အတူတူရောသေပါရစေဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းတယ်အခုခေတ်အခုကာလမှာလေစီးပွားရေးမှာလည်းစိတ်ညစ်တခါလေဆိုဖះကိုပြောပလိုက်ခြင်းတယ်တခုခုဝိညာဉ်ရေးအလုပ်အမှုတော်ဆောင်တရားဟောသင်တန်းပေးရင်လည်းစိတ်ညစ်တခါလေပြောပလိုက်ခြင်းတယ်ဖះကိုဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းတာဖះနဲ့ပတ်သက်ပြီးတော့ကိုယ်နှုတ်ကဘာဖြစ်လဲမလွန်မိဖို့အရေးကြီးတယ်အရေးကြီးဖះကိစ္စမှာတော့မပြောမိစေနဲ့အဲ့တော့ဒီနှစ်ယောက်နဲ့ကျွန်တော်အားပေးမယ်တစ်ဖွဲ့ရပြီလေယေဘရဟိတ်တွေဟလားကြမ်းတက်တွေဖျားမှုမှာနှုတ်လွန်သွားတာအခုအများကြီးဒုက္ခရောက်တယ်တွေ့လားဒါကြောင့်ကျွန်တော်တို့ဖျားမှုမှာနှုတ်မလွန်စေနဲ့ရှမ်းစုံသူ့ကိုဖျားမတတ်ပါဘူးမသေးခိုင်းပါဘူးသူဟာသူဘာဖြစ်လဲသေဖို့ဆုတောင်းတာတွားပြီဒီနေ့ကျွန်တော်တို့အရောက်တိုင်းလဲဖျားနဲ့ပတ်သက်တဲ့ကိစ္စမှာနှုတ်မလွန်မိစေနဲ့နော်လွန်မိရင်အဲ့ဒီအရာကခံစားရတတ်တယ်လွန်တိုင်းခံစားရတယ်လို့ကျွန်တော်မဆိုလိုဘူးဒါပေမဲ့ခံစားရတတ်တယ်ဒီဟာအကြောင်းလေးကိုကြည့်ပြီးတော့မှဟလာကိုယ့်ရဲ့အသက်တာဖျားနဲ့ပတ်သက်ရင်အမြဲတမ်းကိုယ့်ရဲ့နှုတ်ကိုစကားပြောတာတတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုဝေငှပါတယ်အားလုံးကိုကျေးဇူးတင်တယ်ဖျားခင်ကောင်းကြီးပေးပါစေမြတ်တော်ရှင်ဖျားနာမတော်ချီးမွမ်းပါတယ်ဒီကနေ့တော့ကိုကျေးဇူးတင်တယ်ဖာရိရှဲတွေကြမ်းတက်တွေယေဘရဟိတ်တွေလိုမျိုးဖျားနဲ့ပတ်သက်ရင်နှုတ်ကြွတော်သူများမဖြစ်ရပါမိကြောင်းဒီနေ့နှုတ်ကပတ်တော်အဖြစ်သတိပေးနေသောကြောင့်ကျေးဇူးတင်တယ်ရှမ်းစုံကဲ့သို့ဖျားနဲ့ပတ်သက်ရင်နှုတ်ကြွတော်သူမဖြစ်ရပါမိကြောင်းဒီနေ့နှုတ်ကပတ်တော်နဲ့သတိပေးနေသောကြောင့်ကျေးဇူးတင်တယ်ဖျားခင်ကျွန်တော်တို့ဖျားနဲ့ပတ်သက်ပြီးနှုတ်ကြွခဲ့တဲ့အရာတွေရှိတယ်ဒီအရာတွေဒီယေရှုခရစ်တော်အဖြစ်ကိုတော့ပြန်ပြီးမှကျွန်တော်တို့ကိုခွင့်လွှတ်ပြီးတော့ဂယုဏတော်မကုံသောကြောင့်ပြန်တနာပြီးလက်ခံပေးနေလို့ကျေးဇူးတင်ပါတယ်ယေရှုခရစ်တော်သည်ကျွန်တော်တို့အတွက်အမှုဆောင်သခင်ဖြစ်ရှောက်လဲချက်ပေးနေသောကြောင့်ယေရှုတင်ပါတယ်ဒီအရာကိုအခွင့်ကောင်းယူပြီးတော့ဖခင်အမှုမှာပြမသောသူများမဖြစ်ရပါမည်ကြောင်းဆုတောင်းပါ၏ဖခင်ရှင်မှာပြောတဲ့စကားတွေတကယ်ပဲတမန်တရားနဲ့အညီပြောတတ်ဖို့ဝန်ခံတတ်တော်သူများဖြစ်ပါစေကျေးဇူးတော်ကိုချီးမွမ်းလျက်သခင်ရှုနာမ၌ပြန်လဲအနှံပါတယ်ဖခင်အာမင်